ဒီဆိုရှင်ကရှောင်းဖို့မကလာဆိုတော့တာသနာမှုကိုအနုခေပဲတော့ဖြစ်ပါတယ်။ရောင်းတဲ့နေ့ကျွန်တော်မာဆုမေသာဆိုထားပြီးရှောင်းဖို့မကလာဒီကောင်ကိုတာသနာမှုခင်ကျွန်တော်ကာဘဖက်ဖက်တေးဟာတာဆလာမဖက်ပါလေ။လူ
။